အားကစားရေးရာဝန်ကြီးဌာနရဲ့2026ခုနှစ်မိုးရာသီအမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့်တစ်ပင်စိုက်ပျိုးခြင်းနဲ့ငါးမျိုးစေ့စိုက်တဲ့ဘွဲအခမ်းအနားကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ဝနသိတ္တိအားကစားကွင်းပရဝုံအတွင်းရှိပြေးခုံပြေတာဝေးအားကစားပြိုင်ကွင်းနဲ့ဝနသိတ္တိရေကန်တို့မှကျင်းပခဲ့ပါတယ်။ရှေးဦးစွာပြည်တော်စုဝန်ကြီးဦးရဲမြင့်ထွန်းနဲ့ဒုတိယဝန်ကြီးတို့ကဥဆောင်ကစိန်ပန်းပင်များကိုစိုက်ပျိုးခဲ့ကြပြီးအမြဲတမ်းတွင်ဝင်ညွှန်ကြားမှုချုပ်နဲ့အရာတန်းအမှုတန်းများကတတ်မှတ်နေရများမှာအရေးရအပင်များစုစုပေါင်း955ပင်ကိုစုပေါင်းစိုက်ပျိုးနေမှုကိုပြည်တော်စုဝန်ကြီးဒုတိယဝန်ကြီးအမြဲတမ်းတွင်ဝင်နဲ့ညွှန်ကြားမှုချုပ်တို့ကလှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ဆက်လက်ပြီးပြည်တော်စုဝန်ကြီးကယခုမိမိတို့စိုက်ပျိုးကြမယ့်အပင်များကိုရှင်းတန်းအောင်စိုက်ပျိုးရမယ့်အပြင်စိုက်ပျိုးပြီးအပင်များကိုလည်းရှင်းတန်းဖြစ်ထွန်းကြီးထွားစေအတွက်စုပေါင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်မှကြားခဲ့ပါတယ်။အဲဒီနောက်ဝနသိတ္တိရေကန်မှာငါးမျိုးစေ့စိုက်တဲ့ဘွဲအခမ်းအနားကိုဆက်လက်ကျင်းပရာပြည်တော်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများကဦးဆောင်ပြီးငမြချင်းသားပေါက်များကိုစိုက်ထည့်ပေးခဲ့ပြီးနောက်အရာတန်းအမှုတန်းများကငမြချင်းသားပေါက်အကောင်ကြီး9000ကျော်ကိုဆက်လက်စိုက်ထည့်ခဲ့ကြပါတယ်။အားကစားရေးရာဝန်ကြီးဌာနအနေနဲ့မိုးရသည့်တစ်ပင်စိုက်ပျိုးပွဲနဲ့ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကိုဝန်ကြီးဌာနရုံးချုပ်အပါအဝင်အားကစားနဲ့ကာယပညာသိပ္ပံကျောင်းများအတွင်းရှိအားကစားကွင်းအားကစားရုံများတိုင်းဒေသကြီးနယ်ပြည်နယ်အားကစားနဲ့ကာယပညာဦးစီးဌာနများရှိမြေနေရာလွတ်များမှာသီးပင်စားပင်အမျိုးအစားပေါင်း32မျိုးစုစုပေါင်းအပင်အရေအတွက်4912ပင်ကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာနေရာဒေသအသီးသီးမှာတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာဝန်ကြီးချုပ်များလွှတ်တော်ဥက္ကဋ္ဌများဒုတိယဥက္ကဋ္ဌများအစိုးရအဖွဲ့ဝန်ကြီးများဟာအားကစားနဲ့ကာယပညာဦးစီးဌာနမှအရာတန်းအမှုတန်းများနဲ့အတူစုစုပေါင်းအင်အား4222ဦးတို့ဟာမိုးရာသီအမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့်တစ်ပင်စိုက်ပျိုးခြင်းနဲ့ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကိုစုပေါင်းပါဝင်ဆင်နွှဲခဲ့ကြကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။